အင်းနေ့ဆိုတော့မနဲ့အစောကြီးမထခြင်းလဲထပြီးမျက်နှာမှာလာရှုပ်နေတဲ့အမွေးပေါင်း16000ကိုရှင်းပြလိုက်ပါတယ်တကယ်တော့မျက်နှာမှာအမွေးတွေရဲ့လို့အများကြီးတော့မရှိပါဘူးဘလော့ရိုက်ရှင်လို့ကိုတမင်အတင်းလိုက်ရိတ်နေတာပါနှာခေါင်းထဲကအမွေးတွေကတော့နည်းနည်းရှည်ထွက်လာတာနဲ့ကိုကြည့်မကောင်းလို့အမြဲရှင်းရပါတယ်အမွေးရှင်းပြီး15မိနစ်လောက်နေတော့ရေရှိုးပြီးမမိုဆိုင်နိုရင်ပေးတဲ့ပလီတက်အင်ဂျီလေးဝစ်ပြီးမမိုဆိုင်နိုရင်နဲ့အတူပလီကိုသွားပါတယ်9 နာရီ 5 မိနစ်မှာပလီကိုစရောက်ပါပြီအင်းနေ့နမတ်ကိုလူအများကြီးနဲ့ပလီအကြီးကြီးမှာခန်းခန်းနားနားနဲ့ဖတ်ခွင့်ရတာဒါဘဝရဲ့ပထမဆုံးအခောက်ပဲမို့အရန်ပျော်ပြီးအရန်လဲကြည်နူးရပါတယ်ပလီကဆင်းပါပြီမာရှာလာပလီကြီးရဲ့လာချက်ကတော့ AI နဲ့ဖန်တီးဆောက်လုပ်ယူထားသလားလို့ထင်ရလောက်အောင်ကိုလာတာဗျာပလီကစင်အိမ်ရောက်တာနဲ့လလာဖရီဒါဝယ်ပေးထားတဲ့ဝတ်စုံကိုဝတ်ပြီးအမေကိုပထမဆုံးအနေနဲ့အရင်ဆုံးဆက်လံပေးပြီး ED တောင်းခဲ့ပါတယ်။ဒါပေမဲ့ ED တော့မရခဲ့ပါဘူး။ဘာပေးမှလဲ။အမေကိုဆက်လံပေးပြီးတာနဲ့ရှိတဲ့မြအမျိုးပေါင်း38000လုံးကိုလိုက်လံရှာဖွေပြီးဆက်လံလိုက်ပေးပါတယ်။မော်လမြိုင်ကဖိုက်တာမမချောကြီးဖရီဒါပါ။ဟာလဝါပန်း90ကျော်ကို3ရက်3ညမအိပ်ပဲထိုးနိုင်တာမော်လမြိုင်မှာသူတယောက်ပဲရှိပါတယ်။တော်ရုံယောက်ျားရင်းမာကြီးတွေတော့အိပ်ရတဲ့လဲနိုင်မဲ့စံချိန်ကိုမမဖရီဒါကပပလေးပုတ်ပြထားတာပါ။အင်းနေ့ဆိုတော့အမျိုးပေါင်း38000ကိုဗီဒီယိုလိုက်ရရင် storage ပြည့်မှာကြိုတိနေလို့ memory card ကို 128GB ကြိုဝယ်လိုက်တာပါဒါကတော့ fighter မမချောလေး freedom မှာအင်းနေ့မှာသူ့ကလေး3ယောက် share ရှည်မိုးနိုင်ရအောင်လို့ဆိုပြီးဟာလဝါထိုးရင်ရလာတဲ့ပတ်စံတွေနဲ့သူ့ကလေး3ယောက်အတွက်ရွှေလေးတွေတွားလုပ်ပေးမယ်ဆိုပြီးရွှေဆိုင်တို့တွားနေကြခြင်းဖြစ်ပါတယ်ဖိုက်တာမမချောလေးကတော့စိုက်ကယ်လဲမောင်းကျွမ်းတာမလို့လမ်းမှာလာဝင်တိုက်တဲ့စိုက်ကယ်တစ်စီးကိုတောင်ပို့ဆိုပတ်ဆက်ဆဲဆုပ်လိုက်ပါသေးတယ်ရွှေဆိုင်ရောက်တော့မမချောဖရီဒါမှာရွှေတွေကိုကစွန်းရွက်ဟင်းတီးဟင်းရွက်လို့စစ်ပြီးအကြိုက်တွေးတော့ကလေးတွေအတွက်320ကျော်ဘူးဝယ်ယူခဲ့ပါတယ်ကျွန်တော်ကတော့ရွှေဆိုင်ကနေအပြန်အမေအတွက်ပန်းတီးနဲ့လိမ်မော်တီးတွေဝယ်ပေးခဲ့ပါတယ်အမေကလည်းအိမ်မှာရှီမားဘူးကျေးဇူးနဲ့ရေရှိုးပြီးစီးထားတာကြောင့်ကျွန်တော်ကတော့ခေါင်းချောင်းတုပ်ပေးရုံကလွယ်ကြီးကြီးမမအလုံးမရှုပ်တော့ပါဘူးကျွန်တော်ဘဝမှာကျွန်တော်ခေါင်းကိုကျွန်တော်တော့ခေါင်းမဖိဘူးတာအမေကိုဘယ်လိုလုပ်ခေါင်းဖိပေးတတ်မှာလဲနော်အဲ့ဒါကိုဖိလဲဖိခိုင်းပြီးမဖိတတ်တော့အမေကဆဲပါသေးတယ်ရေမိုးချိုးကောင်းပြီးတက်စင်ပြီးရနဲ့အမေကလေညင်းလေးထွက်ခံပြီးအပြင်ကသွာလာလှုပ်ရှားမှုလေးတွေကိုစိတ်ပြေလက်ပြောက်ထိုင်ကြည့်ဖြစ်ခဲ့ပါသေးတယ်။လေညင်းလေးခံအပြင်ကလှုပ်ရှားနေကြတဲ့လူတွေကိုကြည့်ရင်အမေနဲ့စကားလေးတွေပြောဖြစ်ခဲ့ပါတယ်။ဒါကတော့အမေကိုဆလန်လာပေးကြတဲ့ဂျွန်နိုင်ပိုင်တို့တားဖပါ။ဒါကတော့အမေကိုဆလန်လာပေးဖို့ပြင်ဆင်နေကြတဲ့မမချောဖရီဒါရဲ့ကလေးနှစ်ကောင်အချင်းတော်မမုံနဲ့အတူမမချောဖရီဒါရဲ့ကလေးနှစ်ကောင်မှအမေကိုဆလန်လာပေးကြပါပါခဏကမှမမချောဖရီဒါနဲ့ကျွန်တော်နဲ့တောဝယ်ထားတဲ့ရွှေလက်စွပ်နဲ့အရင်ကရှိပြီးသားရွှေတပုံကြီးနဲ့ခြေချနေတာကတော့ဟော့ကလတ်မလေးဖရန်ဟန်နာပါအမေကိုဆလန်လာပေးတဲ့ကိုရောချောဟာဆန်းပိုင်နဲ့ညီတော်ချောဆိုဖီယန်ပိုင်လေးကလည်းအမေကိုဆလန်လာပေးတာပါကြာလေနုလေမက်ကြာနုတို့လင်များနှစ်ယောက်ကလည်းအမေကိုဆလန်လာပေးကြလို့အမတ်တရားဖြစ်အောင်စနောက်ရင်ဗီဒီယိုရိုက်နိုင်ခဲ့ပါတယ်ဆလန်ပတ်ပေးလို့ကုန်တော့ကျွန်တော်တို့အမွေအုပ်စုမှာမော်လီဆက်ကားနဲ့မော်လမြိုင်မြို့ကိုပတ်တော့မှာပဲဖြစ်ပါတယ်အဲ့လိုနဲ့မော်လမြိုင်ကြိုက်မျောဘက်တွေထွေကိုကားကြီးနဲ့အမျိုးတပုံလိုက်ပါစီနေရင်ပျော်ပျော်ကြီးသွားနေကြပေမဲ့ကျွန်တော်ကတော့ပဒင်းပေါက်ဝမှာထိုင်ပြီးအပြင်ကဗျူလည်းမကြည့်ကိုရှိမှထိန်းနေရတဲ့ကလေးမျက်နှာလေးမဲ့မသွားအောင်ငုံမသွားအောင်ဆိုပြီးအတင်းလိုက်ထိန်းလိုက်လျှော့နေရပါတယ်ကြာရင်ကိုဘေပင်ဟာမိမမရပဲကလေးထိန်းကြီးကိုဆရာကြကြတင်တန်းပြလို့တောင်ရလာတော့မယ်လို့ထင်ပါတယ်မူလီဆက်ရဲ့အမျိုးတွေအိမ်ကိုတအိမ်ဝင်တအိမ်ထွက်ဆလန်လိုက်ပြီး ED လိုက်တောင်းရင်ကလေးတွေနဲ့ပတ်မွေခဲ့ကြပါတယ်တအိမ်ရောက်တအိမ်ဝင်တိုင်းမုတ်တွေရှယ်ကျွေးလို့လဲအာနနာနဲ့ရှယ်မျိုးဆိုးခဲ့ကြပါသေးတယ်မူလီဆက်ရဲ့အမျိုးပေါင်း38000ကိုဆလန်ပေးပြီးကလေးတွေနဲ့ပတ်မွေပြီးသွားတဲ့အချိန်မှာတော့ကိုနေရက်ကိုပြန်มาတော့မယ်
အိမ်ရောက်တော့လည်းအလားတူကြံနေသေးတဲ့အမျိုးတွေကိုဆက်လက်လိုက်ပေးရင်မုတ်တွေလိုက်စားခဲ့ပါတယ်ညရောက်တော့ရှီမားပူမှာငပိရီကြိုထားတဲ့အိမ်မှာထမင်းလာစားလို့ငပိရီနဲ့မြူဆွဲတော့ငပိကြိုက်တဲ့ကိုဘေဘေမှနှခါခေါ်စရာမလိုပဲငပိရီနဲ့ထမင်းနှစ်ဘူးစားပြီးဘိုက်မကွဲရုံတမဲဘိုက်ကြီးတင်ကားပြီးမအီမလဲတွေဖြစ်သွားကုန်ပါတယ်အမေကနေမကောင်းနေတော့ဘယ်မှမလဲရပေမဲ့အမျိုးနဲ့ကလေးတွေတယောက်ချင်းစီတိုင်းလာတွေ့ကြလို့ဒီနေ့အင်းနေ့မှာတော့အမေကအရင်အင်းနေ့ကထက်ပိုပျော်မိမယ်လို့ထင်ရင်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါရစေခင်ဗျာ